ဘောလုံးထိချက်21ချက်ကိုပေါကန်သွင်းခွင့်2ကြိမ်ကိုပေါတက်မှတ်မှု1ကြိမ်ပဲရှိတော့တဲ့အထိဖြစ်သွားအောင်ဟာလန်ကိုအင်္ဂလန်နောက်တန်းဘာလုပ်လိုက်လဲအားလုံးပဲမင်္ဂလာပါခင်ဗျာလက်မီထော့ကနေကြိုဆိုပါရစေကျွန်တော်တို့ပြီးခဲ့တဲ့ကွာတာဖိုင်နယ်ပွဲစဉ်နော်ဝေးအသင်းနဲ့အင်္ဂလန်အသင်းတို့ရဲ့ပွဲစဉ်မှာနော်ဝေးအသင်းရဲ့တရိပ်ကျတိုက်စစ်မှုအာလင်ဟာလန်ကိုအင်္ဂလန်နောက်တန်းကဘလိုမျိုးချက်တွေနဲ့ပိတ်ဆို့ပြီးတော့ဘောလုံးထိချက်21ချက်ကိုကန်သွင်းခွင့်2ကြိမ်ကိုပေါတက်မှတ်မှု1ကြိမ်ပဲရရှိအောင်လှုပ်ဆောင်ခဲ့ကြတာလေဟုတ်ကဲ့ဒီပွဲမှာတော်မတ်တူရှယ်ကအဲ့လိုဟာလန်အတွက်ညာတလားပို့ပြီးတော့ဒီကျွန်တော်တို့တူးချင်းစွမ်းရည်ပိုင်းမှာကျွန်တော်တို့ဒီလက်ရှိဘယ်လိုပြောမလဲဖောင်အောက်နေတယ်ဆိုပေမဲ့ဗျာအမားတွေတစ်ခါတလေလောက်တက်ပေမဲ့အဲ့လိုနီးစနစ်ပိုင်းနဲ့ဒီကျွန်တော်တို့ဘောလုံးညံညံသွေးမှာဆောင်းရမ်းကိုတကယ်တရိပ်ဘယ်လိုပြောမလဲအရန်ကိုစမတ်ဖြစ်လို့နဲ့ဂျွန်စတုန်းကိုဂေဟီနဲ့အတူကျွန်တော်တို့ဆန်နပ်ဖက်မှာတွဲပေးခဲ့တယ်ဒီချက်ကဘာကောင်းသွားစေလဲဆိုတော့ဟာလန်စီကိုလာမဲ့ဘောလုံးလမ်းကြောင်းတွေကိုကြိုတင်တွက်ဆပြီးဖြတ်တဲ့နေရာတွေဟာလန်အတွက်ဘောလုံးလက်ခံလို့မရအောင်နေရာမပေးအောင်ကစားတဲ့နေရာတွေမှာဂျွန်စတုန်းကအကောင်ကောင်းကောင်းကြီးကိုအသုံးဝင်ခဲ့တယ်ဗျာအထူးသဖြင့်ဂျွန်စတုန်းကအဲ့လို1/1အခြေအနေတွေမှာဗျာတိုက်စစ်မှုတွေကိုတယောက်ချင်းလိုက်တားနိုင်စွမ်းမှာ individual ဘိုင်းမှာအသက်အရွယ်ရရောသူ့ရဲ့ကစားပုံရရောဗျာလက်ရှိအခြေအနေမှာတခြား player တွေထက်နှိမ့်ကြရင်နှိမ့်ကြနေမယ်ဒါပေမဲ့သူ့ရဲ့ဘောလုံးညံသွေးသူ့ရဲ့ကွင်းဟိုလိုပြောပွဲအတွင်းမှာဗျာလို့တိုက်စစ်မှုတယောက်ရဲ့လမ်းကြောင်းတွေကိုတွက်ဆနိုင်စွမ်းကအရန်ကိုထက်မြက်တယ်ဒါကအရင်တည်းကအင်္ဂလန်နောက်တန်းတွေထဲမှာဂျွန်စတုန်းကညံရင်တော်တော်မြင့်တဲ့ player ဆိုတာကိုလူတိုင်းအသိပြီးသားပက်ကွာဒီယိုလာကဂျွန်စတုန်းကိုကွင်းလည်တင်ပြီးတော့ဆော့တဲ့အထီကိုဂျွန်စတုန်းရဲ့ဘောလုံးညံသွေးကိုအရန်မြင့်ခဲ့တယ်ဒီပွဲမှာသောမတ်တူချယ်နဲ့အင်္ဂလန်အသင်းကဒီဂျွန်စတုန်းရဲ့ quality ကိုအကောင်းကောင်းအသုံးချသွားတာတွေ့ရတယ်အာလင်ဟာလန်ဘောလုံးလက်ခံလို့မရအောင်အာလင်ဟာလန်ထွက်ပြေးစရာ space လုံးဝမရှိအောင်သူတို့လုပ်သွားတယ်အထူးသဖြင့်မာတင်အိုဒီဂတ်တို့ကွင်းလည်ဒီအင်္ဂလန်ကွင်းလည်ကိုကောင်းကောင်းထိန်းချုပ်နိုင်ခဲ့ပေမဲ့ဘောလုံးလုံးဝဟာလန်စီမရောက်အောင်သူတို့တွေအကောင်းဆုံးလမ်းကြောင်းတွေကိုပိတ်ဆို့ခဲ့တယ်ဟာလန်အတွက် space မရှိအောင်သူတို့လုပ်ခဲ့တယ်ဒါကတော့နံပါတ်1အချက်နံပါတ်2အချက်အနေနဲ့ကတော့ဟာလန်ကပုံမှန်တိုင်းတိုက်စစ်မှနေပြီးသူစီဘောလုံးမရောက်ဘူးဆိုလို့ရှိရင်ကွင်းလည်တင်စင်းပြီးတော့ဗျာ draw စင်းပြီးတော့အဲ့လိုချိတ်ဆက်ကစားပြီးပြန်ပြေးဖို့ late run တွေလုပ်ဖို့ကြိုးစားလေးရှိတဲ့တိုက်စစ်မှုဒါပေမဲ့ तू အဲ့လိုလုပ်တဲ့အချိန်တိုင်းမှာအင်္ဂလန်အသင်းရဲ့အခန်းစစ်ကဘယ်လိုပုံစံဖြစ်သွားလဲဆိုရင်ဂျွန်စတုန်းဂေဟီကွန်ဆာဆိုတဲ့3 back ပုံစံမျိုးဖြစ်သွားပြီးတော့မှနီကိုအိုရိုင်းလေးကကွင်းလယ်ဝင်ထောက်ပြီးကွင်းလယ်မှာ overload လုပ်လိုက်တယ်ဟာလန်ကိုဘောလုံးလက်ခံခွင့်မရအောင်ကွင်းလယ်ထိတက်ပြီးတော့ထောက်တယ်အထူးသဖြင့်မန်စီးတီးကစားသမားဟောင်းတွေဖြစ်တယ်မန်စီးတီးကစားသမားတွေဖြစ်ကြတဲ့ဂျွန်စတုန်းဂေဟီနဲ့အိုရိုင်းလေးတို့ကအာလင်ဟာလန်ဘာလုပ်မလဲဆိုတော့ကောင်းကောင်းရင်းသိတယ်ဗျာဒီအချက်ကလည်းအာလင်ဟာလန်ကိုဒုတိယအကြိမ်ကြိုးစားခွင့်မပေးနိုင်ခဲ့ဘူးသူသဖြင့်အာလင်ဟာလန်ဒီအဲ့လိုတိုက်စစ်မှာအိုဒီဂတ်တို့စီကလာမဲ့ pass တွေကိုလက်ခံဖို့အတွက်နေရာလွတ်ရှာတဲ့နေရာမှာအဲ့လိုနေရာလွတ်မရအောင်ဘောလုံးပေးခွင့်မရှိအောင်ကွင်းလည်ကနေကြိုတင်ဖြတ်တောက်တယ်ဘောလုံးလမ်းကြောင်းတွေကိုပိတ်တယ်ပြီးရင်အာလင်ဟာလန်အတွက်အဲ့လိုနေရာလွတ်မရှိအောင် space မရှိအောင်ကောင်းကောင်းတားထားနိုင်တဲ့အပြင်ကိုမှဒုတိယအမြောက်စူးစမ်းမှုဖြစ်လာနိုင်တဲ့အာလင်ဟာလန်ကွင်းလည်ထိတက်ပြီးကွင်းလည်ထိဆင်းပြီးတော့ဘောလုံးလက်ခံမဲ့ချိတ်ဆက်မဲ့လေရန်ပြန်ပြေးမယ်ဆိုတဲ့ပုံစံလဲလုံးလို့မရအောင်အဲ့လို3 back ပုံစံပြောင်းလိုက်ပြီးတော့မှနီကိုအိုရိုင်းလေးကကွင်းလည်မှာဒီ Declan Rice တို့ Elliot Anderson တို့နဲ့အတူတူအာလင်ဟာလန်ကိုဘောလုံးချိတ်ဆက်ခွင့်မရအောင်ထပ်လုပ်တယ်ဒီတော့ Odegaard တို့ Odegaard တို့ Patrick တို့ဆန်နာဘတ်တို့ကဘောလုံးကြီးကင်ထားတာပဲရှိတယ်ဗျအာလင်ဟာလန်စီဘောလုံးမပေးနိုင်ကြဘူးဘောလုံးပေးခွင့်ရလဲ Alexander Sørloth တို့ Shepherd တို့စီလိုပဲပေးလို့ရတယ်အဲ့လိုအခြေအနေကြောင့်အဲ့လိုအခြေအနေကနေပဲ Shepherd အဖွင့်ကိုသွင်းသွားတာဗျOdegaard ရဲ့ပေးပို့မှုက Shepherd စီရောက်သွားပြီးတော့မှ Shepherd ကအဲ့ဒီအင်္ဂလန်အသင်းရဲ့ဟာလန်စီအောင်ရောက်နေမှုတွေကိုခွင့်ကောင်းယူပြီးတော့မှကိုသမားကိုကြော်ပြီးကန်တယ်လို့မျိုးပေါ့ဗျာသွင်းသွားတာဒုတိယတစ်လုံးမှာဆိုလဲအဲ့လိုကောင်တာပေါက်မှာအာလင်ဟာလန်စီဘောလုံးပေးခွင့်မရအောင်သူတို့တွေအောင်ဆိုင်နေတဲ့အတွက် Alexander Sørloth ကြီးလွတ်ထွက်သွားတာကို Odegaard ပေးပို့လိုက်တယ်အကောင်းဆုံးပေးပို့မှုကို Alexander Sørloth ကအာလင်ဟာလန်စီပြန်ပေးဖို့မကြိုးစားတော့ပဲကိုယ်တိုင်ဆုံးသက်ဖို့လုပ်လိုက်တဲ့အတွက်ဒုတိယကိုမဖြစ်လာခဲ့တာအင်္ဂလန်အသင်းကဟာလန်ကို UTV ပိတ်ဆို့သွားတဲ့နီးပြူဟာအောင်မြင်သွားတော့လည်းပြောရတယ်လို့အဲ့နီးပြူဟာကြောက်ပဲဂိုးပေးလိုက်ရတာပေါ့ဗျာအဲ့လိုမှမလုပ်လို့ရှိရင်လည်းအာလင်ဟာလန်ကိုသူတို့ထိန်းလို့ရမှာမဟုတ်ဘူးဗျတတိယအချက်အမြင့်မောတွေကိုဖျက်တောက်တာအထူးသဖြင့်ဘရာဇီးနဲ့ပွဲမှာအာလင်ဟာလန်စီကို Odegaard တို့စီကဘောလုံးမရောက်အောင်ထိန်းချုပ်လိုက်တာကိုဒီကျွန်တော်တို့နော်ဝေအသင်းက Shepherd တို့ Oscar Bob တို့နဲ့ထည့်ပြီးတော့မှဒီ Mola Wolf တို့ရဲ့ဟိုဖြတ်တင်ဘောတွေနဲ့အာလင်ဟာလန်ကိုခေါင်းတိုက်ကိုသွင်းအဆုံးသတ်ဖို့ဖန်တီးပေးကြတယ်အဲ့ဒီကနေအဖွင့်ကိုရသွားတယ်ဒါကိုလည်းအင်္ဂလန်တွေကကောင်းကောင်းကြီးထိန်းချုပ်ခဲ့တယ်အထူးသဖြင့်ဟာလန်စီလာတဲ့ခေါင်းတိုက်ဘောတော်တော်များများသည်အနီးကအပိုင်တိုက်ခွင့်မဖြစ်လာတော့ဘဲနဲ့အဲ့လို area ထဲမှာနည်းနည်းဝေးတဲ့နေရာကနေအားပြော့တဲ့တိုက်ချက်တွေနဲ့ပဲ2ချိန်လောက်အာလင်ဟာလန်ချင်း6ရာမှာတစ်ချိန်ကကိုသမားမိခဲ့တယ်ဒါကပဲအာလင်ဟာလန်ရဲ့ကိုဘောချိန်ချောင်းမှုတသက်ဖြစ်ခဲ့တယ်ကျန်တာဒီ6နဲ့ကန်ခွင့်တော့ကောင်းကောင်းမရခဲ့ဘူးဒါကအဲ့လိုဖြတ်တယ်မောကောင်းကောင်းလုပ်ခွင့်မရအောင်ဘယ်လိုပြောမလဲဒီဖြတ်တယ်မောပေးမဲ့ channel ရ player တွေကိုဗျာအဲ့လိုတူးချင်းဖြတ်တယ်မောပေးခွင့်မရအောင် line လန်ပိတ်ဆို့တဲ့ပုံစံမျိုးဒါကိုလည်းအကောင်းဆုံးဒီကွန်ဆာနဲ့နီကိုအိုရိုင်းလေးကလှုပ်ဆောင်သွားတယ်အထူးသဖြင့်ဘူကာယိုဆာကာဝင်လာတဲ့အချိန်မှာဆိုရင်ဘူကာယိုဆာကာကတိုက်စစ်ထက်လို့ခံစစ်မှာပါပို့ပြီးတော့ဦးစားပေးဒီနူဆာနဲ့နူဆာမွင်ကင်အန်ဒရီရှယ်ရက်ပေါ့နော်ပြီးတော့ရှယ်ရက်နဲ့မိုလာဘူးအတွဲကိုဆာကာအတောက်လျှော့လိုက်ပိတ်တယ်
ဒါကအာလင်ဟာလန်တော့ space မပေါ်ဘူးလောက်တာဗျ Sheldon ကိုအဲ့လိုမျိုးပထမဖွင့်ကိုသွင်းသွားတဲ့ player ကိုသူတို့သာစာကာဆင်းပြီးအောက်မပိတ်ဘူးဆိုလို့ရှိရင်ဝင်းလည်ရ player တယောက်သုံးမဟုတ်ခံစစ် player တယောက်ဝင်ကူတဲ့အခါနေရာလို့ပေါ်လာရင်အာလင်ဟာလန်အကြိုက်ဖြစ်သွားမှာဗျအဲ့လိုဖြစ်မခံနိုင်တဲ့သူကဝင်းလည်နဲ့ခံစစ်ကစားသမားတွေဒီသူ့နေရာပဲသူနေဟာလန်ကိုပဲအာရုံစိုက်ဒီတောင်မန်တိုက်စစ်အတွဲကိုအဲ့ဒီအင်္ဂလန်တင်းရဲ့ညာဝန်းမှာတိုက်စစ်နေရာမှာကစားမဲ့ဘူကာအိုဆာကာကခံစစ်ထိဆင်းပြီးတော့ကျွန်တော်တို့ဒီကွန်ဆာကိုဆင်းကူလိုက်တယ်အဲ့တော့2-2ဖြစ်သွားတဲ့အတွက်နေရာလို့ကောင်းကောင်းမပေးလိုက်ရဘူးဖြတ်တင်မောကောင်းကောင်းလုပ်ခွင့်မရအောင်အကောင်းဆုံးဖြတ်တောက်နိုင်ခဲ့တယ်ဒါကအင်္ဂလန်အသင်းရဲ့အဲ့လိုဗျူဟာမြောက်တဲ့လုံးဝကိုဒီခန်းစစ်ကစားရတဲ့ပုံစံပေါ့နော်ကျွန်တော်တို့လူစားလဲပုံလူစားထုတ်ပုံတွေဆိုလို့ရှိရင်လည်းတော်တော်လေး smart ဖြစ်တယ်မန်ဒရီကေရဲ့အဲ့လိုခန်းစစ်စင်ကူနိုင်မှုမှာဘူကာအိုဆာကာကိုမမှီတဲ့အတွက်ဒုတိယပေါင်းဘူကာအိုဆာကာဝင်လာတဲ့အချိန်မှာအင်္ဂလန်ခန်းစစ်ကအဲ့ဒီဘက်ချမ်းနူဆာဝင်လာတာတော့ပြဿနာမရှိတော့ဘူးနူဆာကိုအေရီယာပြင်မှာဘလုံးကင်ထားရအောင်လွယ်ရင်အထဲကိုလုံးဝပေးမဝင်တော့ဘူးအဲ့လိုဖြစ်သွားတယ်ဗျနောက်တစ်ချက်ကဒီ Reece James ကိုတော်မတ်တူချက်ကဒီကလောင်လိုက်အခြေအနေမကောင်းဘူးဒီကလောင်လိုက်ကျမ်းမာရေးဒီဘယ်လိုပြောမလဲကြက်ခိုင်မှုရမပြေးသွားတာကိုသိတဲ့အတွက်ပထမပိုင်းမှာလဲလိုက်တဲ့အချိန်သူကစားခွင့်ကိုစမ်းသပ်ခဲ့တယ်ကျွန်တော်တို့ဒီဘာလင်ကန်ကိုနံပါတ်10ရိုးကနေနံပါတ်8ရိုးကိုချပြီးတော့နံပါတ်10ရိုးမှာ Aziz ကိုထည့်တယ်ပြီးတော့ကျွန်တော်ဒီ Declan Rice ရဲ့နေရာမှာ Reece James ကိုထည့်ပြီးတော့ကျွန်တော်တို့မထည့်သေးဘူးဗျ sorry Declan Rice ကိုထုတ်လိုက်တယ်ကျွန်တော်တို့ဒီ Aziz ကိုထည့်ပြီးတော့ဘယ်လင်ကန်ကိုနံပါတ်10ရိုးကနေနံပါတ်8ရိုးကိုချလိုက်တယ်ဘယ်လင်ကန်ကစားရတာကျက်သွားတယ်အင်္ဂလန်တိုက်စစ်ကတော်တော်တတ်မဲ့သွားတာကိုသိတာတယ်Aziz ရနဲ့အရန်ကြီးလဲကျွန်တော်တို့လောက်အဲ့လိုမျိုးဘယ်လိုပြောမလဲအခွင့်အရေးတွေမရခဲ့ဘူးအဲ့ဒီတော့ချက်ချင်းဘာပြန်လုပ်လဲဆိုရင်ကျွန်တော်တို့ဒီအန်တိုနီဂေါ်ဒွန်ကို Reece James နဲ့လဲပြီးတော့ Reece James ကို Declan Rice ကစားတဲ့ကျွန်တော်တို့နံပါတ်10 row မှာ Reece James ကိုထားလိုက်တယ် Aziz ကို Anthony Gordon ကစားတဲ့ channel ဘက်ကိုပို့ပြီးတော့ high speed ပုံစံမျိုး high speed မှာဗျ inside forward ပုံစံမျိုးထားလိုက်တယ်channel ဘက်မှာကစားတာမျိုးမဟုတ်ဘဲနဲ့Nico O'Reilly က channel ထွက်လိုက်တယ်Aziz က high speed မှာဆော့တယ်နံပါတ်10 row မှာဘာလင်ကန်သူ့စိတ်ကြိုက်လို့လက်ပြန်ဆော့ခွင့်ရသွားတဲ့အချိန်မှာအင်္ဂလန်ချီပါဂိုးတွေအနိုင်ဂိုးတွေရလာတယ်ပြီးတော့ Morgan Rogers ကိုထည့်တဲ့အခါမှာလည်းကွန်ဆာကိုထုတ်ပြီးတော့ Morgan Rogers ကိုထည့်တော့လဲချက်ချင်း Reece James ကိုညာတောင်မှပြန်ပို့လိုက်တယ်ညာနောက်ခံအဖြစ်ပြန်ထားလိုက်တယ်ပြီးတော့ဒန်ဘန်ကြီးကိုကောက်ထည့်လိုက်တယ်ဒါကသောမတ်တူချယ်ရဲ့အရန်ကိုဗျာဘယ်လိုပြောမလဲတစ်ဖက်သင်းကလှုပ်လာနိုင်တဲ့အခြေအနေတွေအားလုံးကိုပိတ်ဆို့ဖို့အကောင်းဆုံးအသုံးပြုသွားတဲ့လူစားလဲမှုနည်းပြပါပေါ့နော်သောမတ်တူချယ်ကလူစားလဲတဲ့နေရာမှာတော်တော်လေး smart ဖြစ်တယ်ဗျဒါကတော့အင်္ဂလန်အသင်းနော်ဝေအသင်းရဲ့တိုက်စစ်မှုဟာလန်ကိုအဓိကဂိုးမပေးရအောင်ပြုလုပ်သွားတဲ့အချက်တွေပဲဖြစ်ပါတယ်ခင်ဗျတော်တော်လေးကို smart ကြပြီးတော်တော်လေးကိုအစင်းတန်းမြင့်ပါတယ်ဒါပေမဲ့အဲ့ဒီအချက်တွေကနေပဲဒီ Sheldon တို့ရဲ့အခွင့်အရေးတွေတချို့ပေးလိုက်ရပြီးတော့Andrew Sheldon ရဲ့ကိုပြီးတော့ကျွန်တော်တို့ဒီ Salos ရဲ့အဲ့လိုအခွင့်အရေးတွေကိုပြန်ပေးလိုက်ရတယ်တွေ့ရတယ်အကြမ်းကြီးတော့ perform ဖြစ်ပေမဲ့သူတို့ရဲ့ mission complete ဖြစ်ခဲ့တယ်ဒါကအင်္ဂလန်အသင်းအာလင်ဟာလန်ကိုထိန်းချုပ်ခဲ့တဲ့အကောင်းဆုံးသောနီးလန်ပဲဖြစ်ပါတယ်ခင်ဗျအားလုံးကျေးဇူးတင်ပါတယ်